ပညာကျော်ပရိသတ်များခင်ဗျာနိပညာမိုးကောင်းငင်စီစဉ်နေပြီးတော့ပရိသတ်တွေစိတ်ဝင်စားဖို့ကောင်းတဲ့ပွဲခန်းသားတွေကိုစူးစမ်းပြီးတော့တင်ဆက်ပေးနေတာပါအခုဆိုရင်ကျွန်တော်ရောက်နေရတော့ OK Hotel မှာပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာဆိုလို့ရှိရင်ချင်းငယ်ဒီသန့်ရှင်မိကလာရဲ့ဒေသချင်းလေးတစ်ပုတ်ထွက်ရှိလာခဲ့ပြီပဲဖြစ်ပါတယ်တရားဆိုလို့ရှိရင်တော့နိုင်ငံရေးတွေမပြောချင်ဘူးဆိုပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့ဒေသချင်းနာမည်လေးပါဒီတော့ပရိသတ်တွေနေနဲ့ဒီဒေသချင်းအားဆိုလို့ရှိရင်လည်းနိုင်ငံရေးတွေမပြောချင်ဘူးဒေသချင်းအားဆိုလို့ရှိရင်လည်း online ပေါ်မှာခေတ်စားနေတဲ့ဒေသချင်းတွေပဲဖြစ်ပါတယ်ဒီတော့ဒီထဲမှာဆိုလို့ရှိရင်လည်းဘယ်လိုမျိုးဒေသချင်းတွေပါဝင်လာမလဲဒီဒေသချင်းအကြောင်းရဲ့နောက်ပြီးတော့ပွဲခန်းသားမြင်ကွင်းတွေရဲ့ပရိသတ်တွေအတွက်တင်ဆက်ပေးချင်ပါတယ်အခုပဲရှုစားကြည့်ပေးပါဦးခင်ဗျာပရိသတ်များရှင်နိုင်ငံရေးတွေမပြောချင်တဲ့မိခလာတယောက်ကတော့တင်းရီနိုင်မြန်မာရေးပေးထားတဲ့နိုင်ငံရေးတွေမပြောချင်မှုတခြင်းနဲ့တင်ပရိသတ်ရဲ့အာရုံကိုဆွဲဆောင်နိုင်ခဲ့ပါပြီဒီတခြင်းရဲ့တိုက်တယ်ကိုပဲတေးစီးတစ်ခုလုံးရဲ့တိုက်တယ်ဖြစ်ပေးခဲ့ပြီးမိခလာရေးလို့မေ့မထားနိုင်တော့တဲ့တေးတခြင်းအများစုကလည်းဒီအခွေထဲမှာပါရှိလာတယ်လို့သိရပါတယ်ဒီလိုမျိုးအများစိတ်ဝင်စားတဲ့တေးစီရီလှုပ်ဖြစ်ခဲ့ပုံနဲ့ပတ်သက်ပြီးတော့တေးသန့်ရှင်မိခလာကိုရိုင်းကအခုလိုပဲပြပြသွားခဲ့ပါတယ်အဲ့ဒီချင်းလေးကချင်းငယ်လို့ကြာပါပြီချင်းငယ်ရည်ရွယ်နေတာတနည်းခုနကိုနိုင်စောပြောသလိုတနည်းကျော်ရှိပါပြီချင်းငယ် series ကလည်းအားလုံး complete ပြီးသလောက်ရှိသွားပါပြီရိုက်ကူးရတော့မပြီးသေးတာလေးရှိတာပေါ့နော်၃ပုတ်လောက်ကတော့ရိုက်ပြီးသွားပြီဂျန်နဲ့ကတော့ချင်းငယ်မေးရသေးဘူးအဲ့ဒီချိန်မှာချင်းငယ်ကဒီကိုနိုင်ကြီးကိုချင်းငယ်တစ်ချင်းတစ်ပုတ်လောက်ထပ်ရေးပေးပါလို့ချင်းငယ် request လုပ်တော့ကိုနိုင်ကြီးကလည်းတစ်ချင်းမဲ့သူရေးပေးပါတယ်နိုင်ငံရေးတွေမပြောချင်ဘူးဆိုတဲ့ချင်းလေးပေါ့နော်အဲ့ဒီချင်းလေးပါအပါဝင်ဆိုတော့ almost save ဖို့ဖြစ်သွားတာပေါ့အဲ့တော့ဒီဟာကြီးကတော့အစတွေကချင်းငယ်ရည်ရွယ်ချက်ရှိပြီးသားပါ election တွေပါရင်းနဲ့ဆိုတော့ချင်းငယ်တမင်တကနောက်ဆုတ်ထားမလို့ပဲတိုးတော်လဲချင်းငယ်ခုနပြောသားတို့ရက်လိုက်တဲ့ဟိုဟာလေးကပေါ့နော်ပြလိုက်တဲ့ဟိုဟာလေးကဗီဒီယိုဖိုင်လေးကအမှတ်ပထင်အရန်ပေါက်သွားတဲ့ခါကျတော့ပြီးတဲ့ချင်းငယ်ကိုအမြင်ပြောပါတယ်အမြန်ဆုံးထွက်တင်ပါပြီထွက်ပြီးပါဆိုတော့ချင်းငယ်ကလည်းဒါလေးကိုတစ်ချက်လည်းပြီးနေပြီဆိုတော့အဲ့လိုပြောလေဟိုဒီခေါင်းစင်လေးနဲ့လေညီတော့ထွက်ပြေးသွားတာပါဒါစာနယ်ဇင်းမီဒီယာတွေကိုမိတ်ဆက်တဲ့ဒီပွဲခန်းသားမှာဆိုရင်လေတေးသန့်ရှင်မိခလာကိုရိုင်းသူ့ရဲ့တေးသချင်းဖြစ်တဲ့နိုင်ငံရေးတွေမပြောချင်မှုတခြင်းကိုတီးဆိုပြခဲ့တာကိုလည်းတွေ့ရပြီးတော့လုံးဝကြမသွားတဲ့အောင်မြင်မှုအတန်ကိုလည်းမိခလာစီကနေကြားခဲ့ရပါတယ်ပရိသတ်တွေကလည်းတေးသန့်ရှင်မိခလာရဲ့နိုင်ငံရေးတွေမပြောချင်မှုတေးစီးကိုအချိန်မနှောင်းခင်ဝယ်ယူနားဆင်လို့ရအောင်အနုပညာမိုးကောင်းငင်စီစဉ်ကနေသတင်းပေးတင်ဆက်ပေးလိုက်ပါရရှင်ကဲပရိသတ်တွေအနေနဲ့စိတ်ဝင်စားဖွယ်ကောင်းတဲ့ပွဲခန်းသားတွေကိုကြည့်ရှုပြီးသွားပြီဆိုတော့နောက်ထပ်ကဏ္ဍတစ်ခုအနေနဲ့ဒါရှူတင်မေကဏ္ဍကိုတင်ဆက်ပေးပါတော့မယ်ရှူတင်မေကဏ္ဍမှာဆိုလို့ရှိရင်တင်ဆက်ပေးချင်တာကတော့ဒရိုက်တာပြေးတီယာရိုက်ကူးနေတဲ့ကဘာကျော်ရွာဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးနေမှုရှူတင်မေကင်ကိုပရိသတ်တွေအတွက်တင်ဆက်ပေးချင်ပါတယ်ဒီဇာတ်ကားထဲမှာဆိုလို့ရှိရင်ပါဝင်ကြတဲ့အဓိကသရုပ်ဆောင်တွေအနေနဲ့နေတိုးချော်ချော်ပိုနောက်ပြီးတော့ရွှေသမီးတို့ကနေပြီးတော့အဓိကပါဝင်သရုပ်ဆောင်တာလို့သိရပါတယ်နောက်ထပ်ဒါဟာတသရုပ်ဆောင်ဆက်ဆောင်ပေါင်းများစွာပါဝင်တယ်လို့လည်းသိရပါတယ်ဒီတော့ပရိသတ်တွေကိုအခုပဲတင်ဆက်ပေးချင်တာမလို့ကျွန်တော်လည်းလိုက်ခဲ့ပြီးပါအောင်ခင်ဗျာဒီပညာကျော်ပရိသတ်များခင်ဗျာဒီပညာမိုးကောင်းငယ်စီစဉ်ကနေပြီးတော့ပရိသတ်တွေအတွက်ရှူတင်မေကဏ္ဍကိုတင်ဆက်ပေးတော့မှာပါအခုဆိုရင်ကျွန်တော်ရောက်ရှိနေရတော့ဒါဇာတ်ကားရိုက်ခွင့်တစ်ခုပဲဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ဒရိုက်တာပြင်းတီယာရိုက်ကူးနေတဲ့ရုပ်ရှင်ဇာတ်ကားရဲ့ဒါပရိသတ်တွေရိုက်ခွင့်ပုံရိပ်တွေကိုပရိသတ်တွေမြင်တွေ့ရမှာပဲဖြစ်ပါတယ်ခင်ဗျာဒီမှာဆိုလို့ရှိရင်အဓိကပါဝင်ချတဲ့သရုပ်ဆောင်များအနေနဲ့ဒါကယ်ဗီနေတိုကျော်ကျော်ပိုမြင့်မြတ်ရွှေသမီးတို့ကနေပြီးတော့အဓိကပါဝင်သရုပ်ဆောင်နိုင်လို့သိရပါတယ်ခင်ဗျာနောက်ထပ်အနေနဲ့ဒါဟာသရုပ်ဆောင်တွေဇက်ဖို့စံအများစွာသုံးထားလို့လည်းသိရပါတယ်ဒီတော့ဒီနေ့ရဲ့ရိုက်ခွင့်နောက်ကပုံရိပ်တွေကိုကျွန်တော်တို့ဆက်ပြီးလိုက်ပါခန်းသားကြည့်ရှုဖို့ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာဒီနေ့ရိုက်ကူးတဲ့ဇာတ်ကားကရွှေစင်ဦးရုပ်ရှင်ထုတ်တော်ရေးရိုက်ကူးတာပါဇာတ်ကားနာမည်ကကဘာကျော်ရွာအဓိကသရုပ်ဆောင်ကနေတိုးချိုချိုဖို့မင်းမြတ်ရွှေသမီးပေါ့ကျန်တဲ့ဟာသသူရှင်တွေကတော့ဥပေလူကပါတယ်အနိတက္ကသိုလ်ဂုံးပေါ်နောက်တစ်ခါ 5 star ပါတယ်ဟာသတိုက်နော်နောက်တစ်ခါဥပေါ်လေးပေါ့ကျန်တဲ့သူရှင်တော်တော်များပါတယ်အဲ့ဒါမိမနေ့ကဖြစ်သွားဒါပေမဲ့ခင်ဗျားပါအောင်တရားဥပဒေရခင်ဗျားအကောင့်တွေ
entertainment ကားလေးပါပဲဟိုဟာတာဒီလေးရ tragedy လေးရပါတာဗောနော်ဒီလောက်ပါပဲအဓိကတော့ပြင်ဆင်မှုအပိုင်းကတော့သိ trade တော့မရှိပါဘူးဘာလို့လဲဆိုတော့ကားအစားဆုံးဝစုံတစ်စုံပဲနှစ်စုံပေါ့အနေမှာတစ်စုံဆိုနှစ်စုံတော့ရှိတယ်ဒီလောက်ပါပဲကျန်တဲ့ character ကတော့ဒါအပျော်လေးရယ်နီဒု side ကတော့အပျော်လေးရယ် tragedy လေးရယ်ပေါ့ကို side ကတော့အပျော် only ပါပဲကတော့ကျွန်တော်တို့ဒီကြေးရွာဒလေးရဲ့ဝစားစီရင်မှုတွေနောက်ပြီးတော့ကြေးရွာဒလေးဝစားစီရင်မှုမှာကျွန်တော်တို့ဒီတာမန်လူတွေထက်ပေါ့နော်သူကဟိုအနုပညာဝန္ဒနာပါတယ်ဆိုပြီးပါတဲ့လူတယောက်ရဲ့ဝစားစီရင်မှုပုံစံပေါ့နည်းနည်းလေးဟိုရွာဆိုတော့ကျွန်တော်တို့ကဒီအယောင်ကိုဟိုအရန်ကြီး bright ဖြစ်တဲ့အချိန်မျိုးရှိတယ်လို့ဟိုမိမိ live အတိုင်းနေရတဲ့ဟာမျိုးလည်းရှိတယ်ပေါ့နော်ပြီးလို့ရှိရင် तू ကကိုရှိတာလေးနဲ့အဲ့လိုမျိုးပေါ့နော်ဒီအမှုပညာဝါသနာပါတဲ့ဒီမင်းသားတယောက်လိုယူသွတ်တဲ့လူတယောက်ဖြစ်တဲ့အခါကျတော့ဝစားစီရင်မှုကိုတော့နည်းနည်းလေးကျွန်တော်တို့ချိန်ဆရတာမျိုးရှိပါတယ်နောက်တစ်ခုကကျတော့ဒီကားက तू ကဟိုhappy ending နဲ့တင်ထားတာမဟုတ်ဘူးဒီကားလေးကနည်းနည်းလေး tragedy ဘက်ကိုနည်းနည်းလေးသွားထားတဲ့ကားဖြစ်တဲ့အခါကျတော့ဟိုဇက်သိန်းတွေပါတယ်မှာအစပေါ့နော်ဒီဝစားစင်မှုပုံစံလေးတွေကိုလှုပ်ချင်တဲ့ဟာလေးကိုကြိုတင်ပြင်ဆင်ရတာမျိုးလည်းရှိပါတယ်တို့မြတ်ကိုလာပြီးဖမ်းမယ်ရဲတယောက်ပြုလုပ်လဲရဲတော့လုံးမယ်ဒါဝိုင်းtiêuဆောင်နေရဒါသူတို့ရဲ့တင်ပြမှုတွေနဲ့ဒါဘယ်လိုပြောမလဲအဝတ်စားပိုင်းရောဒါဟိုစပင်ပိုင်းကအစားပေါ့နော်ဒီစိတ်အနေထားအစားဒါနေပဲပိုင်းကမိန်းကလေးတယောက်အဖြစ်ဒါတခြားလေးစိတ်ထည့်ပြီးတော့မှtiêuဆောင်တာပေါ့ဟုတ်